တော်သမင်းစားငါစားလို့ပြောနေစားဟာမုံစားမယ်ချိန်မုံလေသမင်းစားမယ်နေပြောလို့ကဲထတာနေတော်ပြောရတယ်နော်နေတော်သမင်းစားကပြောနေတော့နေတော်ရောက်တော့လာပြီဟုတ်တယ်လေမိမရေရှင်းသားတယ်သမင်းစားကိုပြောနေတာဟာကိုမဟုတ်ပဲစားမယ်ပြောနေခလေးပဲကွာစားပါမယ်ဝဲကြည့်လိုက်ပါလားဟာမရဘူးကဲဒီမှာစီးတဲ့ကန်နဲ့လောက်တာမရဘူးသမင်းစားရမယ်မိမလေကွာကြောက်ဟာဘာမြေကလေးလာရောက်ချွေသည်ပင်မျိုးတဲ့သမှုရိယလွေနှစ်သွဲရှက်လို့ပန်းဝင်းဝေရှင်တန်နေတဲ့မျိုးဆက်ဖြစ်ပြီးနေအဖေမေများမြစ်တာရင်ခွေကိုနာငယ်ဘူးတဲ့အချိန်တခါတော့ငါကလေးဘဝရွေပြန်လို့ရင်လည်းအခုတော့မရတော့တာမိုက်ပေါ်မြဲကွင်းလွတ်တတ်သူမေမေတယောက်တည်းတာတော့ကိုမွေးထားမိတဲ့အမေဒါပေမဲ့မေမေထားမသိခွင့်လို့အပြုံးတွေနဲ့မငိုရတော့ပြုံးပိုင်ရှင်အမေနောင်နာမေတော့ကရှင်နေနဲ့သိစီကမေမေငိုရာဘယ်တော့မှမတွေ့မြင်နိုင်မေစကားတရားတယ်လို့ချူအမေမြဲတဲ့ကြောတတ်ကအမေသားဆက်မမိုက်နဲ့မာတာမေမေသားလို့နေတန်လျာတဲ့ဝိဝလေးလေးဒီအခုများတော့မိဘမေယာအမေသားမိုက်ရောက်ခဲ့ပြီအမြင်မနောင်နာတရားရနောင်လေးတာမိုက်ပေါ်မြဲခွေးလွတ်တတ်သူမေမေတယောက်တည်းတာတော့ကိုမွေးထားမိတဲ့အမေဒါပေမဲ့လေမေမေထားမသိခွင့်လို့အပြုံးဝင်နေမငိုရတော့ပြုံးပိုင်ရှင်အမေနောင်နာမေတော့ကရှင်တဲ့နဲ့အိမ်စီကမေမေငိုရာဘယ်တော့မှမတွေ့မြင်နိုင်